အားလုံးပဲမင်္ဂလာပါရှင်ဆရာမပေါ့နော်ဒီနေ့ပြောပြပေးသွားမယ်နံပါတ်တွေအကြောင်းအလေးရတော့ပေါ့နော်ဒူးနာခါနာအယိုးကြောလေဖြတ်ယောဂမျိုးတွေကိုဖြစ်ပေါ်လာနိုင်စေတယ်ကိုဘဝအတွက်ကိုပေါ့နော်ဒီနာတာရှည်လိုယောဂမျိုးတွေပေါ့ဒူးကနာနေတာမပြောက်တာမျိုးခါနာနေတာတွေကမပြောက်တာမျိုးပေါ့နော်အယိုးကြောလေဖြတ်မှုဆိုင်ရာယောဂဝေဒနာတွေကိုဖြစ်ပေါ်လာနိုင်စေတဲ့နံပါတ်တွေအကြောင်းအရာလေးကိုပြောပြပေးသွားမယ်ပေါ့နော်အဲ့တော့ကျန်းမာရေးတွေညံ့မယ်နာတာရှည်လိုယောဂမျိုးတွေကိုဖြစ်ပေါ်စေနိုင်တယ်အဲ့တော့ဒီလိုယောဂမျိုးတွေကိုဖြစ်မနေဘူးဆိုရင်တော့မှဘိတ်ဆွေစူးစမ်းနေမယ်စူးစမ်းအလုပ်တစ်ခုကိုပဲဖြစ်ဖြစ်ဘယ်ကိစ္စရက်ကိုမဆိုစူးစမ်းနေပြီမယ်အဲ့ဒီစူးစမ်းအားစိုက်ထုတ်မှုရဲ့ရလဒ်တွေကိုမခံစားရတဲ့နံပါတ်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျန်းမာရေးတွေညံ့ပြီးတော့ငွေကြေးနဲ့ပတ်သက်ရင်လည်းကံမကောင်းဘူးအလောက်ကကံမကောင်းမှတော့ငွေကြေးလည်းကံမကောင်းနိုင်ပါဘူးเนาะအဲ့တော့အလောက်ကံမကောင်းခြင်းတွေငွေကြေးကံမကောင်းခြင်းတွေကိုဖြစ်ပေါ်စေနိုင်တဲ့နံပါတ်တွေလေးကတော့မိတ်ဆွေရဲ့ကိုင်ဆောင်ထားတဲ့ဖုန်းနံပါတ်ထဲမှာ39ဆိုတဲ့နံပါတ်ပါနေပြီဆိုတော့မိတ်ဆွေအမြန်ဆုံးပြောင်းလဲရမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့နောက်လေးစိတ်ဝင်စားစရာနံပါတ်တွေအကြောင်းအလေးတွေကိုဆင်မကပြောပြပေးနေအောင်မှာဖြစ်တဲ့အတွက်ဆင်မရဲ့ဒီမိတ်ဆွေကိုကိုင်ဆောင်ထားတဲ့ဖုန်းနံပါတ်လေးကိုပေါ့နော် Messenger သို့မဟုတ် Facebook Messenger သို့မဟုတ် TikTok ချက်ပေါက်မှာလာပြီးအခမဲ့လာရောက်မေးမြန်းနိုင်ပါတယ်နော်အားလုံးကျေးဇူးထူးတင်ရှိပါတယ်ရှင်